ဒီတောင်းတမှုနဲ့ကြောင်းကြောင်းဘယ်ကလာသလဲဆိုရင်ဒီမှာဥတ္တမင်္ဂလာပြောတော့မယ်မှတ်လားပိုင်မယ်ထင်လို့တောင်းတဘာဖြစ်လို့တောင်းတ I will receive ငါကိုယ်တိုင်ရလိမ့်မယ်လို့ထင်လို့ကိုယ်တိုင်သာမရဘူးထင်ရင်ကိုမပိုင်နိုင်ဘူးဆိုရင်ခင်ဗျားတို့တောင်းတမလားဒါဖြင့်ဘာလို့တောင်းတလာတော့ပိုင်မယ်ထင်လို့ဒါ will receive ခေါ်တယ်ရလိမ့်မယ် future tense ရှင်းတယ်နော်ရပြီးသားတောင်းတလာလားမရသေးတာတောင်းတနေတာလားအဲ့ဒါကြောင့်ပိုင်မယ်ထင်လို့ပြောကြည့်ပိုင်မယ်ထင်လို့ပိုင်မယ်ထင်လို့တောင်းတတယ်ဆိုင်တယ်ထင်လို့ကြောင်းကြတယ်ဘာထင်လို့this is mine ဒါငါဟာတယ်လို့ထင်တာသူကရပြီးပြီရှင်းတယ်နော်ငါသားလို့ထင်လို့ကြောင်းကြနေတာငါသမီးလို့ထင်လို့အဲဒါကြောင့်ဆိုင်တယ်ထင်လို့တကားနှလုံးသေချာမှသူ့မင်္ဂလာရောင်ဝါမသိဘူးအဲ့တော့ပြန်ပြောရင်လည်းရောင်ဝါမပြောနဲ့ရှင်းတယ်နော်အဲ့တော့တောင်းတမှုနဲ့ကြောင်းကြမှုဘာလို့တောင်းတတာလဲပိုင်မယ်ထင်လို့ဘာလို့ကြောင်းကြနေတာလဲရှင်းရလားအဲ့ဒါအိမ်ရောက်ရင်ဒစိမ့်စိမ့်လေးတွေးကြည့်တို့သူ့မင်္ဂလာရွှီးသွားတာလားအဟုတ်ပြောတာလားဟုတ်ပြီနော်သူ့မင်္ဂလာရမ်းတော့မယုံလိုက်နဲ့နော်ဘွဲယူလာတာလေတပုံးမှပြီးအောင်မကျက်ဘူးရွှီးလာတာရှင်းလားယူထားတာတော့ science ပဲ chemistry နော်သူများတွေသိခဲ့တယ်သူ့မင်္ဂလာ easy ကိုရေးမယ်ဘာလို့လဲဆိုတကြောင်မှတ်တယ်ဟိုဘက်ရွှီးသွားတယ်ကိုယ် idea နဲ့ကိုရေးပြလိုက်တယ်ပြီးရောရှင်းတယ်နော်ခုလဲဗုဒ္ဓတရားတော့ဘယ်မှဆုံးအောင်ပါဘူးကြည့်လိုက်တယ်ဩဒါဒီလိုပဲဆိုဒီတိုင်းဆိုသိပြီโอเคငါဟောတော့မယ်တကြောင်နဲ့မှတ်လာတယ်တောင်းတမှုနဲ့ဒါဖြင့်တောင်းတမှုကြောင်းကြမှုတရားဝမ်းနဲ့ကိန်းနေရင်တန်တရားလည်းပဲဆိုရင်ဒီတရားနှစ်ခုကိန်းတဲ့ပုဂ္ဂိုလ်ဟာလူမိုက်လားလူလိမ္မာလားလူမိုက်ဆိုတာဘယ်လိုမျိုးလဲတန်တရားရှိအောင်လုပ်ရင်လူမိုက်ဆိုတော့အခုခင်ဗျားတို့ယင်ထဲမှာတောင်းတမှုရှိသလား